မင်္ဂလာပါဒီမှာကျွန်တော်က roster design ကိုဆွဲပြပြီးတော့ဖြစ်ပါတယ်ဒါကကျွန်တော်ဒီ2က OG အသင်းရဲ့ဒီကစားသမား note ကိုဆွဲပြပြီးတော့ဖြစ်ပါတယ်ပထမဦးစွာကျွန်တော်ကဒီပုံလေးကိုအရင်ဆုံးသေးလိုက်မယ်နည်းနည်းလေးသေးလိုက်ပါမယ် background ရင်စစဉ်းစားမယ်သူ့ရဲ့ color ကကျွန်တော် logo တွေကပဲယူသုံးမလားသူ့ရဲ့အင်ဂျီအရောင်ပဲယူသုံးမလားကျွန်တော်စဉ်းစားလို့ရပါတယ် logo တွေပဲကျွန်တော်ယူသုံးလိုက်ပါမယ်အဲ့ဒီတော့ကျွန်တော် background color ကိုကျွန်တော်က solid color ယူပြီးတော့ဒီအရောင်လေးကိုယူလိုက်ပါမယ်ဒီအရောင်ယူလိုက်မယ်ပြီးတော့သူ့ရဲ့ဒီ second color ကတော့ဖြူရောင်ဗျာနော်ကျွန်တော်ကဆိုရင်သူ့ရဲ့ second color ဖြူရောင်လေးကိုပစ်ထားလိုက်ပါမယ်အဖြူအောင်ပစ်ထားပြီးတော့ကျွန်တော်တို့ကဒီ roster design ကဘာအတွက်ဆွဲမလဲဆိုတော့ကျွန်တော်တို့player ကြညာတဲ့ပုံစံမျိုးလေးဆွဲပြပြီးတော့ဖြစ်ပါတယ်ကျွန်တော်ရဲ့ပုံမှန် guideline လေးပါကျွန်တော်တောင်းနေတဲ့ guideline လေးပါရပြီကျွန်တော် logo လေးကိုအရင်ဆုံးတောင်းတက်ထားလိုက်ပါမယ်ပြီးရင်ဒုတိယအနေနဲ့ကျွန်တော်သူ့ရဲ့ sponsor တွေကဒါရဲ့နောက်မှာထည့်ပါတယ်ဒီ sponsor တွေတို့နာမည်တွေတို့ဘာညာရဲ့နောက်ဆုံးမှာထည့်လို့ရတယ်ကျွန်တော် note ကိုအရင်နည်းနည်းလေးကြည့်လိုက်မယ်နည်းနည်းပြန်ကြည့်လိုက်ပြီးရင် mid level မှာထားလိုက်မယ်ဒီအောက်တရားလေးဒါမျိုးအဖြက်ကြီးဖြစ်နေတဲ့ခါကျမလာအောင်ပြီလားအဲ့လိုအဖြက်ကြီးဖြစ်နေတဲ့ခါကျရင်ကျွန်တော်တို့ကဘာလုပ်ရလဲဆိုတော့ဒီပုံထောက်ပြီးကျွန်တော် mask out လိုက်မယ် mask out ပြီးအဲ့ပုံထောက်ပြီး eraser tool လေးနဲ့အောက်ပိုင်းလေးကိုကျွန်တော်နည်းနည်းလေးပဲအဲ့ဆိုရင်လောကအဆင်ပြေသွားပြီနော်ရပြီဒါပြီးရင်လူပုံပဲကျွန်တော်ဆက်ပြီးတော့လုပ်မယ်လူပုံကျွန်တော်က saturation အရင်ဆုံးနည်းနည်းမြင့်လိုက်ပါမယ်saturation မြင့်တာနေတာကျသူ့ရဲ့ color ပေါ်မူတည်နော် saturation မြင့်တဲ့ခါကျရင်နည်းနည်းလေးပူပြီးဆူသွားပါတယ်ကျွန်တော်ကတော့အရောင်ဆူတာကိုပူကြိုက်တယ်ပြီးရင်ဒီကောင်လေးကိုထပ်သုံးမယ် vibrant သုံးမယ်ဒီကောင်ကဘာလဲဆိုတော့ကျွန်တော်အောက်ကိုပဲ clipping mask ချထားလိုက်ပါမယ်ဒါသူ့ရဲ့ shadow နေရာတွေမှာပူပြီးကျစ်သွားတယ်ကြည့်ရဒီကောင်ကလည်း saturation ရှိတယ်ဒီ left ဒီနေရာတွေမှာဆိုပူပြီးတိတာလက်ရတီနေရတယ်နော်ဒီကောင်လည်းနည်းနည်းလေးပဲရပြီဒီနှစ်ခုမပါပဲနဲ့ကြည့်ပုံနဲ့နှစ်ခုထည့်လိုက်ပုံနဲ့နည်းနည်းကွာသွားဒါနည်းနည်း HD ပုံစံမျိုးလေးဖြစ်သွားတယ်နော်ပြီးရင်ကျွန်တော် curve သုံးမယ် curve ကိုဘာကြောင့်သုံးရလဲဆိုတော့ဒါကဒီမှာတော့တိတ်မတိတာအောင်တချို့အရန်ဟိုဖြစ်တဲ့ပုံဒီမှာဆိုရင်ဒီလက်မှာglow skin လေးဖြစ်တာပေါ့ဗျာဒါပဲနည်းနည်းလေးအဆင်ပြေသွားပြီ curve ဒီအလဲမှာချက်ထောက်အချင်းအပြင်ကျွန်တော်တို့ဒီပူမဲတဲ့ပိုင်းမှာဘာမှကျွန်တော်ထပ်မပြေတာဖြစ်တဲ့ကြောင့်ကျွန်တော်တစ်ချက်ထောက်ထားခြင်းဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော် model ဒီ group ကို model လို့ပေးလိုက်ပါမယ်ဒါကတော့ BG ပါ background ရပြီနော်ဒါဆိုရင်ကျွန်တော်ကဒီ new player ကျင်ညာတဲ့ပုံစံမျိုးဖြစ်ချင်တာဆိုတော့စာလေးရိုက်ပါမယ်font ကတော့ကျွန်တော်တို့ဒါဒီ font လေးနဲ့ပဲရိုက်မယ်ဒါလေးလှရလို့လဲခံစား new player လိုပဲရေးလိုက်မယ်နော် player လိုပဲရေးလိုက်ပါမယ်အဲ့ဒါကျွန်တော်ဒီနေရာလေးမှာလက်ကျွန်တော်ဖြတ်ထားတဲ့နေရာလေးပေါ်မှာဒါလေးကိုနည်းနည်းစလုံးကြည့်ကြည့်ပြီးရေးပါမယ်ဒါတော့အပြည့်ယူလိုက်မယ်နော်โอเคအပြည့်လိုက်တယ်ဒီမှာကျွန်တော် question mark လေးထည့်ကြည့်လိုက်မယ်ဟုတ်စနေသူလေးကသူလဲပေါ့ဗျာတော့ question mark ကိုကြည့်ကြည့်ထားရတာဒါလူနဲ့မှာဆိုကျွန်တော် question mark မထည့်တော့နော်နောက်တစ်မျိုးမှာပြဖို့တော့ကျွန်တော် question mark ကိုကျွန်တော်လုပ်ထားခြင်းဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့က hero model ရဲ့အောက်မှာထားမယ် model ရဲ့နောက်မှာထားလိုက်ပါမယ်ကြည့်လေးလုပ်လိုက်မယ်ဒီမှာကလေကျွန်တော်ဒီလိုထည့်လိုက်တယ်ဒီတိုင်း plain ကြီးကမလှအောင်လို့ကြည့်ရှေ့ကကျွန်တော် model ကပူလှဖို့လိုရ model ကပိုပြီး highlight ဖြစ်ဖို့လိုအဲကြောင့်ဒီကောင်ကိုကျွန်တော်က effect လေးသုံးမယ်ဒီမှာကကျွန်တော်တို့ဒီ logo ရဲ့ color နှစ်ခုကိုအဖြူနဲ့
ဒီနက်ပြာကိုကျွန်တော်ကယူလိုက်တယ်ရွေးထားတယ်နော်ကာလာပစ်ထားတယ်ပြစ်ပြီး feather တွေကိုသွားမယ် feather တွေမှာ feather gallery ကိုသွားမယ် feather gallery တွေကနေပြီးတော့ကျွန်တော်ကဒီ half tone pattern လေးကိုသုံးမယ်နော် half tone pattern လေးကို side လေးတစ်ချက်ညှိကြည့်မယ်ရပြီ2တော့ဆိုနေလာရပြီဒါမျိုးလေးဖြစ်သွားပါပါဒီကောင်လည်းဒီအောက်ပိုင်းနေရာလေးကိုကျွန်တော်ကဖြတ်လိုက်ပါမယ် user 2တော့ဒါဆိုရင်ဒီတိုင်းမျိုးလေးရလာပါပြီဒါပေမဲ့ highlight ဖြစ်ပြီလားဆိုမဖြစ်သေးဘူးเนาะဟော highlight မဖြစ်သေးဘူး model ပေါ့အဲဆိုရင်ကျွန်တော် model ပုံနောက်ကနေပြီးတော့ highlight ဖြစ်အောင်ကျွန်တော်တို့ color လေးတစ်ခုထပ်သွားကြည့်မယ်ဒီ color ကိုပစ်ပြီးဒီ color ထက်နည်းနည်းပိုလင်းတာပဲသွားမဲတာပဲပိုမောင်တာပဲသွားရပါတယ်ကျွန်တော်ပိုလင်းတာလေးကိုသွားကြည့်လိုက်ပါမယ်ဒီမှာကကျွန်တော် obviously ရော့နေတဲ့အတွက်အမျိုးလေးသွားကြည့်မယ်လူဆိုတော့ကျွန်တော်အဝိုင်းလေးနည်းနည်းလေးကျင်းလိုက် okay okay highlight ဖြစ်သွားပါပြီပိုပြထင်းသွားရနော်ဒီကောင်လေးထည့်လိုက်ခြင်းအပြင်ဒီကောင်လည်းအောက်ပိုင်းလေးနည်းနည်းဖြတ်မယ်ဒါဆိုရင်ကျွန်တော်စောစောပုံလဲဒါနဲ့တော်တော်လေးကွာခြားပါရင်နော်အရင်လှလာပါပြီရပြီဒါဆိုရင်ပြီးရင်ကျွန်တော်ဘာကြီးဆက်ထည့်လို့ရမလဲဆိုတော့ကျွန်တော်ရဲ့ဒီ sponsor တွေထည့်မယ် sponsor ကိုကျွန်တော်ဟာ review နဲ့တိုက်ကားနှစ်ခုလောက်ထားပါတယ် sponsor တွေကို sorry ဒီအောင်သားလေးမှာထည့်မယ်ဒီကောင်လေးကိုလည်းကျွန်တော်ကအညီလေးထည့်ချင်တာဖြစ်နေတဲ့ကြောင့် line လေးတစ်ခုထပ်တားလိုက်ပါလေ okay ပြီးရင် review ရပြီအဲ့နှစ်ခုလည်းကျွန်တော် query လုပ်လိုက်မယ် ss လို့ပေးထားဒီကောင်ကို center ကြမကြကကျွန်တော် query ဖွက်ပြီးသွားပါမယ်ဒီကောင်လေးကို control ရနှိပ်ပြီးတော့ v နှိပ်ပြီးသွားဒီမှာ center ကြလိုက်ရင် center ကြပါဖြစ်ပါတယ်ကျွန်တော် grab ပါလည်းတစ်ချက်ကြည့်လိမ့်မယ်ဒါလေးဆိုနေလည်းကြည့်ရအဆင်ပြေသွားပါပြီဒါပေမဲ့ဒီမှာကသူ့ရဲ့မူရင်း color တွေအတိုင်းဆိုရင်လည်းမလာဘူးလို့ခံစားရတယ်လည်းဒါမျိုးသုံးလို့ရတယ် solid color တစ်ခုယူအောက်က group ကို clipping နဲ့ချလိုက်ပြီးသုံးလည်းရပါတယ်ဒါမျိုးအဖြူမဲလေးဖြစ်သွားမှာပါအဖြူမဲတော့မလာဘူးနော်သူ့ရဲ့မူရင်း color နဲ့ပဲလုပ်လိုက်ပါမယ်နည်းနည်းထပ်ပြီးလို့ရသေးတယ်ကြည့်ကြည့်ပါမယ်ရပြီအဲဆိုတော့ပုံလေးတော်တော်လေးအသက်ဝင်သွားပြီဖြစ်ပါတယ်ဒါရိုးရှင်းရှင်းဒီဇိုင်းလေးပါဒီမှာကျွန်တော်တို့ element လေးထပ်ထည့်လို့ရတယ်စိတ်ဝင်စားရင်ဒါ background ဒီကောင် BG လို့ပြောပြလိုက်မယ် background ရပြီ model ရပြီဒါ text ဒါ logo เนาะ okay အဲဒါပုံလေးရိုးရှင်းရှင်းလေးရပြီဒီထက်မှာပိုလာခြင်းနေဆိုရင်ကျွန်တော်တို့ကဒီ element လေးတွေရဲ့အကူအညီသုံးပါမယ် element တွေသုံးကြပြီးဘာကြီးခွာခြားသွားလဲဆိုတော့ကျွန်တော်ပြမယ် element ကိုအပြည့်ဒီကောင် line အပြည့်ပြီးပေါ်ကြည့်တယ်ပေါ်ကြည့်ပြီးသွားရင်ကျွန်တော်ကbackground ရဲ့ပုံမှာထားမယ်ဒီကောင်ဟိုဖျောက်ပြီးကျွန်တော် stock ပဲထည့်ကြည့်မယ် stock ကိုအဖြူအောင်လေးထားမယ်အဖြူအောင်လေးကျွန်တော် file လောက်ထားကြည့်လိုက်မယ် file ပြီးရင် dotted line လေးနဲ့လုပ်ကြည့်လိုက်ဒါဆိုရင်ပုံလေးကအခုလိုမျိုးလေးဖြစ်သွားပါပြီဒါ cat design လေးဖြစ်သွားတယ်နော်ဒါအောင်မှကျွန်တော်ဒီဆက်ပူလာကျွန်တော်ဒီကောင် mask အုပ်မယ် mask အုပ်ပြီးတော့တကယ်မလိုတဲ့နေရာလေးဒီတောင်းမှာတစ်ခါဒါမျိုးလေးပုံမယ်ဒီတောင်းမှာတစ်ခါငွေဖြီးဆွဲချလိုက်ဒါဆိုပုံလေးကဒါမျိုးလေးဖြစ်သွားပါပြီ player name လေးကိုနည်းနည်းလေးပြန်ပေးကြည့်လိုက်မယ် okay ပြီးဒီကောင်ကဒီမှာသွားညှိနေတာဒီကောင်လေးကိုလည်းအပေါ်အောက် control delete နဲ့ပေါ်အောက်ပေါ်အောက်လေးနဲ့ဆွဲကြည့်မယ်ဗီဒီယိုလေးနည်းနည်းချက်ကြည့်ပါမယ် okay ရပါပြီဒါဆိုရင်တော့ပုံလေးကတော်တော်လေးကိုပြည့်စုံပါပြီဒါပေမဲ့ဒီနေရာ space ကြီးကဆောင်းလွတ်နေနော်ဒီနေရာ space လွတ်ပုံလေးနဲ့အောက်ကဒီ hero ပုံလေးလည်းထပ်ကြည့်ကြည့်လိုက်ပါ
ဆိုတော့တော်တော်လေးအဆင်ပြေတော့ပါပြီဒီအတိုင်းနေပြီးပြီလားဆိုတော့မပြီးသေးဘူးเนาะကျွန်တော်ကဒီကောင် control order shift e နဲ့ပုံလေးတစ်ပုံထပ်ထုတ်လိုက်ပါတယ်ပုံလေးတစ်ပုံထပ်ထုတ်လိုက်အဲ့ဒီပုံလေးကိုဘာလို့မလဲဆိုတော့ control shift a နှိပ်ပြီးတော့ကျွန်တော်က line room ထဲမှာနည်းနည်းလေးပြင်ကြည့်မှာဖြစ်ပါတယ် line room ထဲမှာပြင်လိုက်ခြင်းအပြင်ပုံကပုံကပါတဲ့ texture တွေတို့ဘာလို့ကျွန်တော်ထပ်ပြင်လို့ရပါတယ် line room ဝင်ရနည်းနည်းတော့ကြားတယ်ဒါလည်းကျွန်တော်ဆက်ကြောင်ပါပါမယ်ရပြီနော် line room ဖွင့်သွားပြီဆိုတော့ကျွန်တော်ဒီမှာဘာတွေထပ်လုပ်လို့ရလဲဆိုတော့ထပ်ပြပေးပါမယ်ရပြီ line room နဲ့မှာကျွန်တော်ဘာတွေလုပ်ကြည့်လဲဆိုတော့ကျွန်တော်နှစ်ခုရှင်းပြပြီးနော်before ဒီဘက်က after ကျွန်တော် texture လေးနည်းနည်းတင်စုမယ် texture တင်ကြည့်မယ်ပြီးရင်မဲရရတယ်ပုံမဲကြည့်မယ် black okay ကောင်းတယ် exposure ကတော့တင်တာကောင်းပါလင်းလင်းမြတ်ပုံလာတော့ပြီးရင် shade တော့ရပြီကျွန်တော်ဒါနဲ့တွေကျွန်တော်သိမကြည့်နေသေးကျွန်တော်ဘာထပ်လုပ်အောင်လဲဆိုတော့သူ့မှာ effect ရှိရယ်ခဏတော့ဒီ effect ထည့်လို့သွားရတယ်လေ gain ဒါဆိုဝါဝါလေးဖြစ်သွားပြီပြုတ်လေးထားပါပြုတ်လေးနဲ့နှစ်ပူကြည့်ကောင်းတယ်ရပြီပြီးရင် color grading color ကတော့ကျွန်တော်ကပုံမှန်လုပ်နေကြတော့ shadow မှာပဲကျွန်တော် color လေးကိုသွားတယ်သူ့ရဲ့ vintage ဘက်ကိုသွားကြည့်ကျွန်တော်ဝါတဲ့ဘက်ကိုသွားတယ်ဒါဆိုရင်ဒီလိုမျိုးလေးဖြစ်သွားပါပြီရှင်းကြည့်ပါနော်အမျိုးလေးဖြစ်သွားပါပြီ okay နေလိုက်ပါမယ်အဲ့တော့ final result ကဒါမျိုးလေးပါဇာပြင်ပြီးရပေါ့ဒါမပြင်ရလေးရဟာပါအားလုံးပဲအဆင်ပြေကြပါစေနောက်ပုတ်တွေမှာပြန်တွေ့ပါမယ်